ကိုပိုင်ရတော့လေးပိုင်းလုံးရပြီပေါ့နော် butterfly လေးပိုင်းလုံးရပြီကိုအဲ့ဒါကိုအဲ့လေးနဲ့ဆက်မှဖြစ်ပါတယ်ဆက်တဲ့ခါကျရတယ်ကိုအဆင်ပြေအပိုင်းလေးတွေအရင်ဆက်လိုက်လို့ရတာပေါ့နော်အတိကမမချစ်ပဲလောက်ထားတဲ့နေရာနေရာနှစ်ခုကိုအလဲမှာထားပြီးဆက်ရင်တော့ကိုအဆင်ပြေပေါ့နော်အဲ့ဆိုလို့အခုအဆင်ပြေဆိုတော့အဲ့ဒါအဲ့ကိုအလဲမှာထားပြီးဆက်ရမှာပေါ့နော်အဲ့ဒါကို butterfly ကကားလေးထားမှာပေါ့နော်ကိုစပြီးတော့ချုပ်နေပါပြီအဲ့တော့ကိုစင်ပြီးတို့ချုပ်လို့ရတယ်ဟုတ်ပါလဲဒီတဲ့အချုပ်တလို့မျိုးလေးလက်ချုပ်လိုက်တယ်လို့အဲ့လိုမျိုးဟိုဘက်ဒီဘက် loop ကိုဟိုတစ်ခုတစ်ခုချင်းယူလို့ရတယ်နော်ဒီမှာကျတော့ဒါမဲ့တစ်ခုရှိတာသူ့ပထမဆုံးချီမှာကျတော့အချုပ်ဆက်ဒီမှာကျတော့ကိုရအပေါ်ကအရှိကထုံးပြီးတော့မှချုပ်တယ်နော်ဒီမှာကျအရှိကိုမထုံးနိုင်ဘူးဒီတိုင်းလေးကအစာနည်းနည်းရှိရှိလေးထားလိုက်မယ်ထားပြီးတော့အရင်ဆုံးချုပ်လိုက်မယ်နော်ချုပ်ပြီးကမှအစာကိုတခြားအရှိမှထိုးထားတယ်ဒီလိုဒီမှာ double crochet နှစ်ခါသုံးခါထိုးထားနေရလေးဆိုတော့အဝိုင်းလေးဖြစ်နေအေးထဲတိမ့်လိုက်တယ်ပေါ့နော်အဲ့လိုတိမ့်လိုက်တာကခိုင်နေပို့ပြီးတော့လှတယ်ပေါ့ဒီလိုချုပ်လိုက်လို့ရှိရင်ထုံးလိုက်လို့ရှိရင်အရှိမထုံးဖြစ်နေကြတော့မရဘူးပေါ့နော်ကြည့်ရတာအားကြောင့်လည်းပါအဲ့ဒါမျိုးလေးကိုလေးပတ်လုံးထုံးလိုက်ပါမယ်ချုပ်လိုက်မယ်ပေါ့နော်နှစ်ခုဆက်ပြီးဆိုရင်နောက်ထပ်နှစ်ခုကျတော့မဆက်ခင်မှာလက်ချစ်ရင်းလေးတွေရှိတယ်အဲ့လေးခုလုံးကိုအချီကျိုးလေးဟိုမှာနှစ်ခုဆက်ပြီးတော့နောက်ထပ်နှစ်ခုနဲ့ပေါ့နော်ထပ်ပြီးမှတွဲဆက်လိုက်မယ်နော်အားဆိုလို့ရှိရင်တော့အရင်မှာခိုင်လေးဖြစ်သွားပြီးတော့မှဟိုဘက်ကိုထပ်ချုပ်တဲ့ခါကျလို့ရှိရင်လေသူကလှလှလေးဖြစ်နေမှာပေါ့နော်အဲ့ဒီအဝိုင်းလေးကိုဆက်ပြီးလို့ရှိရင်တော့ခဏဆက်ပြလာတဲ့အတိုင်းပဲဆက်ပြီးတော့မှချုပ်လိုက်ရုံပဲပေါ့နော်နှစ်တန်းတော့ချုပ်ရမယ်ဒီလိုမျိုးတက်တန်းအပေါ်အောက်တန်းနှစ်တန်းပေါ့နော်အဲ့လိုနှစ်တန်းတော့ပြန်လိုက်ပြီးရပါမယ်ချီကနည်းနည်းလေးအားပါလာတဲ့အခါကျတော့ဒီမှာနည်းနည်းလေးလွတ်သွားတာလေးရှိတယ်နော်အဲ့ဒီတန်း sorry ပါဒီတိုင်းပဲချုပ်တာဆိုလေးမမြင်ရလို့အားစိတ်ကြီးကင်မရာပုံနဲ့လွတ်သွားပါအင်းလေးတွေချုပ်လိုက်လို့ရှိခဏလေးပဲအချက်အင်းကြီးချုပ်တယ်ဘာလဲဆက်လိုက်တော့ချုပ်နေတာနော်အဲ့ဆိုချုပ်လိုက်လို့ရှိအကုန်လုံးချုပ်ပြီးသွားလို့ရှိရင်တော့ butterfly လေးလာလာနေရမှာ